သူမဟာမိခင်ဖြစ်သူတောက်နေကြစိတ်ငြိမ်စေးပလင်းဝက်လောက်ကိုတုံချလိုက်ပြီးဆေးပြားတွေကိုဇုံတစုံနဲ့အမှုန့်ဖြစ်အောင်ကြိတ်ချေပစ်လိုက်ပါတယ်သူမလုပ်ရမှာကတော့အဲ့ဒီဆေးမှုန့်တွေကိုစံပြုတ်ထဲထည့်ဖြော်လိုက်ဖို့ပါပဲဒါဆိုရင်သူမရဲ့မိခင်ဟာဘယ်တော့မှမျက်လုံးပြန်ပွင့်လာတော့မှာမဟုတ်ပါဘူးအဲ့ဒီညမှာပဲသူမဟာအသက်ငယ်နေတဲ့မိခင်ဖြစ်သူရဲ့ကတင်ဘေးမှာနောက်ဆုံးထွက်သက်မတိုင်ခင်ထိစောင့်ကြိုနေခဲ့ပါတယ်နာရီခမ်းနားပြီးနှစ်လကြာမှာတော့အလင်ဟာအစိုးရရှိနေရဲ့စင့်ခေါ်ခြင်းကိုခံလိုက်ရပါတယ်ရင်ခွဲစစ်ဆေးချက်အရသူမရဲ့မိခင်ဟာမော်ဖင်းဆေးလုံးအကြုံတောက်သုံးမှုကြောင့်တေဆုံးခဲ့တာဖြစ်ပြီးအလင်ဟာအဓိကတန်တရားရှိသူဖြစ်လာခဲ့ပါတယ်အိမ်နီးနားချင်းတွေကလည်းမိခင်ဖြစ်သူမတေဆုံးခင်တရက်အလိုမှာအလင်စီကနေထူးဆန်းတဲ့စကားတစ်ခုကြားခဲ့ရတယ်လို့တက်တေထွက်ဆိုကြပါတယ်အဆင်ပြေသွားမှာပါအားလုံးမကြခင်ပြီးဆုံးတော့မှာပါဒါအပြင်တခြားသူတွေကလည်းဝတ်စုံစမ်းတွေဝတ်တဲ့ပါတီပွဲတစ်ခုမှာသူမကိုသူမမိခင်ကိုတက်တဲ့လူသက်သမားတယောက်အဖြစ်တရုပ်ဆောင်နေပါတယ်လို့ဝန်ခံခဲ့ကြောင်းပြောကြပါတယ်အော်ကျွန်မကလစ်ဇီဘော်ဒန်လေဘယ်သူလဲဟုတ်လားသိတယ်မလားလစ်ဇီဘော်ဒန်ကပူစိန်တစ်ချောင်းနဲ့သူ့အမေကိုအချက်40ထုတက်ခဲ့တဲ့သူလေဒီကောလာဟာလာတွေဟာမြို့လေးထဲမှာအလျင်မြန်ပြန့်နှံ့သွားခဲ့ပြီးအစိုးရရှိနေနဲ့အပြည့်ဝစုံစမ်းစစ်ဆေးမှုတွေပြုလုပ်ဖို့တွန်းအားပေးတယ်လို့ဖြစ်ခဲ့ပါတယ်ဒီလိုဆွဆွဲချက်တွေနဲ့ရင်ဆိုင်ရတဲ့အခါအလင်ကသူမရဲ့မိခင်ကိုအစိတ်ခတ်ခဲ့ခြင်းမရှိကြောင်းပြက်ပြက်သားသားညှင်းဆိုခဲ့ပါတယ်ဒါပေမဲ့သူတို့သားမိကြားကဆက်ဆံရေးအကြောင်းမင်းမြတ်တဲ့အခါမှာတော့အကြောင်းတွေကထင်ထင်ရှားရှားပေါ်ထွက်လာပါတယ်ကျွန်မကြီးပြင်းလာတဲ့အချိန်တုန်းကအမေနဲ့ဘယ်တော့မှမရင်းနှီးခဲ့ပါဘူးအလင်ဟာဟာဘတ်တက်တို့စင်တူဖြစ်ပြီးနယူးယောက်မြို့မှာမျက်နှာဖုံးဆောင်ပါတစ်ဆောင်ဖြစ်လောက်မဲ့စာမှုတစ်ခုကိုရေးသားနိုင်ဖို့အတွက်တယောက်တည်းရုန်းကန်လှူရှားနေတဲ့ခင်မီမျိုးသမီးတစ်ယောက်ပါသူမဟာကော်ဖီထဲမှာကိုကာကိုလာရောစက်တောက်သုံးပြီးညစ်တဲ့အထိအလုပ်လုပ်လေရှိပါတယ်ဒါပေမဲ့သူမရဲ့မိခင်ကတော့သူမရဲ့စိတ်အားထက်သန်မှုအားလုံးကိုမိသားစုအစီအစဉ်တွေထဲမှာပဲပုံအောထားတတ်သူပါအသက်50နီးပါးဖြစ်နေပြီဖြစ်ပေမဲ့မင်းကလေးငယ်လေးတယောက်လိုဝတ်ဆင်ပြီးလင်မယားနှစ်ယောက်ဖက်လဲတကင်းရေမောနေတာကိုကြည့်ဖို့နဲ့အမျိုးသားဖြစ်သူရဲ့မွေးနေ့မှာအံ့ဩသွားအောင်အိမ်နီးနားချင်းတွေကိုစုပြီးကောစာပလေးပါတီပွဲတွေလုပ်လေရှိပါတယ်ဒါကိုကြည့်နေရတဲ့အလင်ရဲ့အပြုံးတွေကတော့တောင့်တင်းနေခဲ့ပါတယ်သူမဟာငယ်စဉ်ကတည်းကဟာဘတ်တက်တို့ကစာပေပါမောက်ခဖြစ်တဲ့သူမရဲ့အဖေကဘာဖြစ်လို့ဒီလိုခင်မမီတဲ့အလကားမင်းမျိုးကိုချစ်နေရတာလဲဆိုတာဘလို့မှနားမလည်နိုင်ခဲ့ပါဘူးညနေပိုင်းမှာတော့အရက်ရှင်လေးနဲ့အဖေဖြစ်သူကမိခင်ဖြစ်သူကိုကခိုင်းပါတယ်ဒါပေမဲ့မိခင်ဖြစ်သူမှာနောက်ရက်ဆေးရုံပြစရာရှိနေခဲ့ပါတယ်သူမှဝေခွဲမရဖြစ်နေတော့မှပဲအလင်ရဲ့မောင်လေးကတချင်းဖွင့်လိုက်တာကြောင့်မိခင်ဖြစ်သူကလည်းပါတီရှင်ကိုမပြည့်စေချင်တာနဲ့ပြုံးပြုံးလေးပဲကားဖို့ဖိတ်ခေါ်ချက်ကိုလက်ခံလိုက်ပါတယ်အဲ့ဒီအခိုက်အတန့်မှာတော့မိသားစုတစ်ခုလုံးဟာနှွေးထွေးပြီးပျော်ရွှင်စရာကောင်းလာပါတယ်ဒါပေမဲ့ဒီပြုံးတွေရဲ့နောက်ွယ်မှာတော့တိတ်မိခင်ဖြစ်သူရဲ့ခန္ဓာကိုယ်ဟာယောဂဝေဒနာတွေရဲ့ဝါမျိုးဖြစ်စည်းခြင်းကိုအပြင်းထန်ခံနေရပြီဖြစ်ပါတယ်